Hello, warmly welcome to Sharing YouTube channel. If you are interested in technology of Android, please come and subscribe to this channel. Have a nice day and thank you all. ကျွန်တော် sharing YouTube channel ကိုလေ့လာနေကြတဲ့တကယ်ချင်းများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုပေါ့နော်ဒီ G-Show အသုံးပြုနေတဲ့တကယ်ချင်းမိတ်ဆွေတွေအတွက်ကိုကျွန်တော် G-Show tools ထဲကပေါ့နော်ကျွန်တော်တို့ game လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့ကျွန်တော်တို့သိတဲ့သူတွေလည်းရှိမယ်ပေါ့နော်အခုတော့ဒါမသိသေးတဲ့တကယ်ချင်းတွေတော့ပေါ့ဗျာကျွန်တော်ဒီ G-Show အသုံးပြုတဲ့တကယ်ချင်းတွေတော့ပေါ့နော်အဲ့ဒီ tools လေးရဲ့ကျွန်တော်နာမည်ကတော့1000 miles car game ပေါ့ဗျာဒါတော့ မိုင်1000မောင်းရတဲ့ car game လေးပေါ့နော်ဒီကောင်ကျွန်တော်မောင်းလို့ရတယ်ကိုကျွန်တော် G-Show ထဲကိုသွားလိုက်မယ်အဲ့တော့မှကျွန်တော် download additional resources ပေါ့နော် download additional resources အဲ့ဒီ download additional resources ထဲမှာကျွန်တော်တို့က tools ဆိုတဲ့ function လေးကိုကျွန်တော်ရေးရမှာဖြစ်ပါတယ် tools ဟုတ်ပြီကျွန်တော်ဒီမှာ download သွားဆွဲရမှာပေါ့နော်ဒါလေးကိုကျွန်တော် download သွားဆွဲ site ကတည်တည်လေးပါ okay ကျွန်တော်အပေါ်တွန်းတင်ပြီးတော့ကျွန်တော်ရှာကြည့်အောင်ဒီမှာတော့ရှိတယ်ဗျ 1000 my car social amazing နော် amazing apply contact ဟုတ်ပြီ apply contact match quiz under of course match guess the number အများကြီးပြရမှာခင်ဗျာ contacts list test the number တွေပါရ contacts list underscore app pushing 700 contact read indies အခုကျွန်တော်ပြမှာ read view all app match AI 1000 miles car game under ဒီကောင်လေးနော်1000 my car game ဒါလေးကိုကျွန်တော်တို့က 1000 download 20 download လုပ်လိုက်ပါပြီ download button please wait 1000 miles car import tools 1000 okay button ကျွန်တော် import လုပ်လိုက်မယ်နော် successfully imported okay import လုပ်ပြီးရင်ကျွန်တော်တို့ကဒီမှာသူ့ကိုဓာတ်ရိုက်ဝင်ခြင်းလေးရတယ်ဒါမှကျွန်တော်ဓာတ်ရိုက်မဝင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ tools ဒီ tools တွေနဲ့သွားလို့ရတယ် NVD 1000 miles car game okay ဝင်လိုက်မယ် welcome to the 1000 miles car racing game 1000 miles car game okay ကျွန်တော်အရင်ဆုံးကျွန်တော်တို့မဆော့ခင်မှာနာမည်ရေးလိုက်မယ်နော် close developer 1000 miles close button level start car reset statistics button developer G-Show library team join our channel close button ဒီမှာကျွန်တော်ကတော့ဟွာလောက်ထားတာဗျ 1000 miles car game welcome back strange ဒီမှာကျွန်တော်နာမည်ရှိတယ်ဗျာကျွန်တော်ဒီမှာနာမည်လေးရေးရမယ်နာမည်လေးရေးပြီးလို့ရှိရင်ကျွန်တော်တို့ကဟို reset statistics reset successfully ဒါ statistic reset ဆိုကျွန်တော်အရင်တော့ဆော့ထားတဲ့အရှိလို့ကျွန်တော်ဒီကောင်လုပ်ပေးရတာနော်အဲ့မှာကျွန်တော်အရင်ဆုံးနာမည်ရေးလိုက်မယ်နာမည်ရေးရင်ဒီနာမည်ရေးပြီးရင်စေ့ရမှာနော်နာမည်ရေးပြီးလို့စေ့ပြီးဆိုမှကျွန်တော်တို့ကဒါဝင်ဆော့လို့ရမှာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တော့ကြည့်အောင် level 1 card slots 1ပေါ့နော် level 1ဟုတ်ပြီကျွန်တော်ကြည့်အောင် please save your name first ဟောဒီမှာနာမည်ရေးခံတွေ့လား enter your racing name text box racing name ပြန်ပွဲဝင်မဲ့နာမည်ကိုရေးပါပေါ့အဲ့ကျွန်တော်ရေးလိုက်မယ်ပေါ့နော်ကျွန်တော်ဗာလဲဆိုရင် D S T R S A M N F G E strange ဟို strange ပေါ့ရပြီးရင်ကျွန်တော်အပေါ်မှာဒီမှာ 1000 miles battery 80 level strange text save name button save name လေးရှိရနော် welcome strange okay ဒါဆိုကျွန်တော်တို့မှာဒါနာမည်ဟိုဖြစ်ပါအဲ့ကျွန်တော်တို့မှာဆက်ပြီးကျွန်တော်တို့မှာကြည့်အောင် start card racing start car racing hi strange let's play with 6 cards okay ဒီမှာဒါကျွန်တော်6ကန်နဲ့ဆော်မယ်အဲ့ကျွန်တော်တို့မှာကြည့်အောင် back to menu button 200 miles 200 mile နဲ့ဒါကျွန်တော်ပထမဆုံး level 1မှာကျွန်တော်တို့က1000ထိမောင်းရမယ်ပေါ့နော်မိုင်1000မောင်းရမယ်ပေါ့ဗျာ gas button gas ဆိုတော့ကျွန်တော်ကိုကားကိုကျွန်တော်တို့ဒါဟို तू ကဒီကွန်ပျူတာကကို block out of gas နဲ့ block လာတဲ့ခါကျရင်ကျွန်တော်ဒီ gas နဲ့ကျွန်တော်တို့က block တာကိုပြန်ဖြီးရမှာပေါ့နော် 50 miles 50 50 mile ဒါ50 mile gas button gas လည်းအတူတူပဲ 50 miles 50 200 miles 200 button 200 your cars 200 miles ကျွန်တော် mile နေရာမောင်းပါမယ် you drove 200 miles you drove 200 miles computer drove 25 miles ကွန်ပျူ computer တာ drove ကျွန်တော် 25 miles 25 mile မောင်းလာရပါတော့ 1000 miles close extra 200 miles 200 gas button ဘာလို့လဲဒီကောင်ပိတ်လို့မရသေးဘူးဒီကောင်ကျွန်တော်ပိတ်လို့မရသေးဘူးဆိုကျွန်တော်တို့ကဘာလို့200ပဲကျွန်တော်ပြန်မောင်း you drove 200 miles you drove 200 miles computer drove 25 miles computer drove 25 miles ကျွန်တော် mile 400ရှိပါတယ်เนาะကျွန်တော် mile 400ရှိသွားကျွန်တော်မောင်းလာ out of เนาะ gas button extra tank button out of gas button ဒီမှာ out of gas ဆိုသူ့ကိုပိတ်လို့ရကျွန်တော်ဒီ out of gas နဲ့ကျွန်တော်သူ့ကိုပိတ်လိုက်မယ် you blocked the computer with out of gas Okay. you blocked the computer with out of gas computer is blocked မကွန်ပျူတာ is blocked တဲ့ကွန်ပျူတာကိုပိတ်လိုက်ပါပြီတဲ့เนาะကွန်ပျူတာသူ့သွားမဲ့လမ်းကိုကျွန်တော် out of gas ဆိုဘယ်လိုပြောမလဲဓာတ်စီကုန်တာပေါ့ဗျာအဲ့ဒါကျွန်တော်ဒါဒီ out of gas နဲ့သူ့ကျွန်တော်ပိတ်ထားတာเนาะ gas extra tank button gas button 50 gas ကျွန် button တော်ပြေးမယ် 50 miles you drove 50 50 miles ထပ်ပြေးမယ်ကျွန်တော်အဲ့ဆို450ရှိပါတယ်เนาะ computer blocked you with flat tire မ flat tire ရတယ်ကျွန်တော် flat tire နဲ့ပိတ်တာเนาะ flat tire ဆိုတာဗျာဘိန်းပေါက်နေတဲ့ဘိန်းကြီးပေါ့เนาะပေါက်နေတဲ့ tire ဘိန်းကြီးနဲ့ကျွန်တော်တို့ကဟိုကျွန်တော်ကားကိုဘိန်းပေါက်သွားတယ်ပေါ့ဗျာသူအဲ့လိုပြောချင်တာကျွန်တော်ကားကိုဘိန်းပေါက်သွားတယ်ကျွန်တော်ကားကဘိန်းပေါက်သွားတယ်ပေါ့เนาะ gas အဲ့တော့ကျွန် gas တော်တို့ button ကဒီ extra မှာဘာ gas လို့မလဲ gas ဆိုတော့ 50 one gas button gas တွေအများကြီးကျွန်တော်မှကျွန်တော်ဟွာရှိတယ် gas button အဲ့တော့ကျွန်တော်ဒီမှာ block ပြန်ဖြီးကြည့်မယ်ဗျာ gas နဲ့
You unlock yourself with gas. You unlock yourself with gas. Computer is locked. Computer is locked. ကွန်ပျူတာကတော့ကျွန်တော်ပိတ်နေသေးပဲပေါ့ဗျာအဲ့တော့ကျွန်တော်ဆက်ပြီးတွားလို့ရလားဆိုတော့ချက်ကြ Gas ည့်ရအောင် button. နော် Extra. Gas button. 50 miles. 50. 50 မိုင်တွားလို့ရသေးရဲ့ You drove 50 miles. 50 မိုင် You drove ပြီးပြီ 50 miles. ကျွန်တော်50 မိုင် Computer ပြီး ended speed limit. Computer ended speed limit. ကွန်ပျူတာ ended speed limit ဆိုတာကဒီလိုရှိတယ် speed limit မှာကျွန်တော်ကသူ့ကို speed limit ကို impose ပေါ့နော် impose လုပ်တယ်ဆိုတာကဟိုသူ့ကို speed limit ကန့်တက်လိုက်တာပေါ့သူပြောချင်တာ तू က85မိုင်မောင်းလို့ရှိရင်85မိုင်အပြည့်မရဘူးဗျာ50ပဲရမယ် तू ကမိုင်100မောင်းရင်မိုင်100အပြည့်မရဘူး50ပဲရမယ်အဲ့လိုမျိုးကျွန်တော် speed limit ကိုကျွန်တော်ကန့်တက်ထားတာပေါ့နော်ဟုတ်ပြီ Back. Flat tire button. ဒါမှ flat tire ဆိုကျွန်တော်သူ့ကို flat tire နဲ့ပိတ်လို့ရတယ်ဗျာဒီကောင်ကျွန်တော် flat tire နဲ့ထပ်ပိတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်မပိတ်ဘူး Driving ace button. No. Gas button. Gas button. မပိတ်ဘူး Extra. မပိတ် Gas ဘူးမ button. ပိတ်ဘူးမပိတ်ဘူး Your ဟာဟာ gas. Flat. Close button. ကျွန်တော်တော့လို့မရတော့ကျွန်တော်မိုင်းနေ Gas button. Extra tank button. အဲ့ကျွန်တော် extra tank ဆိုတော့ကျွန်တော်ဟို dead sea တိုင်းကြီးပေါ့ဗျာအပူ Safety card plate. Extra tank. Safety card plate. Extra tank. You are now immune. Computer plate safety. Puncture proof. ဒါလေးလည်းကျွန်တော်လုပ်ပြရမှာเนาะအဲ့တော့ကျွန်တော်မသိရလည်းရှိရတယ်ဒီမှာ puncture proof တို့ကျွန်တော်တို့အဲ့ puncture proof ကကျွန်တော်မသိဘူး extra tank ကတော့ကျွန်တော်တို့ဒါ dead sea တိုင်းကြီးအပူလေးပေါ့ဗျာ Close button. No, I don't hope it's Flat a tire wire. button. 75 miles. Flat driving ace button. Gas button. Flat tire button. အဲ့တော့ 75 driving miles. is ကျွန်တော်မသိဘူး 75. เนาะ Button. အဲ့တော့85မိုင်ကျွန်တော်မောင်းလိုက်မယ် You 85 drove မိုင်ဆက်ပါ 75 miles. You drove 75 miles. Computer is locked. ကွန်ပျူတာတော့ကျွန်တော် block သူ block ထားတော့သူပြန်မဖြေနိုင်သေးဘူးဖြစ်နေအဲ့ကျွန်တော်အပေါ်မှာကြည့်အောင် Strange. 575 miles. Ready. ဟုတ်ပြီ Computer. 50 miles. Locked. ဟုတ်ပြီကျွန်တော်ကဒီမှာ 1000 miles extra. target ကတော့1000မိုင်ပါနော်ကျွန်တော်ကတော့အခုဒီမှာ985ဆိုလားဟုတ်လားခုနကသူပြောအဲ့တော့ကျွန်တော်သိမလို့တော့ကျွန်တော်သွားမယ်နော် Driving ace flat 25 miles. Flat tire 20. Back to ကျွန် menu တော်သိ button. 25 miles. You drove 25 miles. ဆက်မောင်းပါ You နော် drove 25 miles. Computer is locked. Computer is locked. ကွန်ပျူတာတော့ပိတ်ထားသေးပဲဒီ Spare ကောင် tire ပြန်မ button. ဖြေနိုင် Back သေး to ဘူး menu button. နော်အဲ့ခုနကဒီမှာ तू flat tire နဲ့ပိတ်လို့ရှိရင်ဒီမှာကြည့် Spare tire button. ဒီ spare tire ကိုကျွန်တော်တို့ရ spare tire ဆိုတာကား tire အပူပေါ့နော်ကား tire အပူဖြစ်ပါတယ်ဒါကျွန်တော် spare bus ဆိုတာကြောက်ပါပေါ့နော်ကားတွေမောင်းလို့ရှိရင် spare bean နောက်ကနေပါတယ်ကျွန်တော်အဲ့ဒါ spare bean တက်လိုက်တာပေါ့နော် Back bean to ပေါက် menu တော့ကျွန် button. တော် spare bean တက် Spare တယ် flat Okay. driving ace. Gas ဆက် button. ပါ Gas မယ် button. Gas button. Your cards. Set Six ball slashလို့မရတော့ဘူး flat tire ဆက်ပါ button. လို့မရတော့ကျွန်တော်ဒီမှာ Driving ace. driving Safety ace ကို card ချလိုက်မယ် plate. Driving ace. You have safety card plate. Driving ace. You are now immune. Okay. Computer got green light. ကွန်ပျူတာ got green light ဆိုတော့ကျွန်တော်တို့ဟိုပါပေါ့ဗျာ traffic light တွေမှာကျွန်တော်တို့ကဟိုမီးပွိုင်မိတယ်မူးရောင်ဖြစ်ကုန်ပါမီးပွိုင်မိတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်မီးစိမ်းပြလို့ရှိရင် तू မောင်းလို့ရပြီပေါ့နော်မီးစိမ်းတော့ तू မီးစိမ်းရဆိုမောင်းလို့ရပြီ Back to အဲ့တော့ဒီကောင် menu. မောင်းမှာ Spare ဆို tire တော့ button. ကျွန် Flat တော် tire button. flat tire နဲ့ပြန်ပိတ်လိုက်မယ်ဒီကောင် Computer is immune to flat tire. Computer is immune to flat tire. Computer drove 100 miles. အဲ့တော့ computer is immune to flat tire ဆိုတော့ဒါကျွန်တော်တို့ flat tire နဲ့သူ့ကိုပိတ်တာမဟုတ်ဘူး immune ဆိုတာဒီမှာကျတော့ကျွန်တော်ကဒီဘယ်လိုပြောရမလဲဟို immune ဆိုတော့တကယ်တမ်းပြောရင်ကိုခံအားစနစ်ပေါ့နော်ဒါပေမဲ့လို့ကဒီမှာကျတော့သူကဒီဘိန်းတွေရဲ့ခံနိုင်စွမ်းအားကားဘော်ဒီတွေခံနိုင်စွမ်းအားကိုသူပြောရလို့ကျွန်တော်ထင်တာပေါ့လေနော် Back ဟုတ် driving ပြီ ace သူ button. ကမှ150မောင်းလာဆိုတော့150ရှိပါတယ်ဒီကောင်မိုင်းက Spare tire. Spare gas button. Gas button. Gas button. Your ကျွန်တော်မှ gas နံပါတ် button. တွေ Gas များတယ် button. ကျွန်တော်အဲ့တော့ You unlock yourself with gas. You That's unlock gonna yourself see with gas. headline, no? See headline. Computer drove 75 miles. Aha,ဒီကောင်လေး Computer များ drove ရော out of gas. Driving ace button. Out of gas. Digon na Back to menu button. nyawa. Out of gas button. Computer is immune to out of gas. Digon na Computer is nyawa. immune to out of gas. Computer drove 75 miles. အဲ့လိုမောင်းလာဒီကောင်တစ်ပြေးနေနော် Accident. Driving ace Nyawa button. pila, no? Accident button. accident ဆိုတော့ဒီကောင်ကျွန်တော်တို့က accident နဲ့ပိတ်လို့ရမရလို့ချက်ပိတ်ကြည့်အောင် Computer is immune to accident. Mẹ đâu? Computer is immune to accident. Computer plate safety. Right away. ဒီကောင်တွေကတခါအဲ့လိုမျိုးပိတ်ပြီးသွားလို့ရှိရင်နောက်တစ်ခါပိတ်ဖို့အရင်ခက်တယ်ဗျာမရတော့အဲ့လိုမျိုး immune to တွေဖြစ်သွားပါတော့မ you block the computer with accident ဆိုတော့ဒါသူ့ accident နဲ့ကျွန်တော်ပိတ်လို့ရပြီပေါ့ဗျာ Extra. Driving ace button. Spare tire. Spare gas button. ဟာရောင်လေး Extra. Back to Number menu. di Close lang button. siya ni, Extra. ikaw. Driving ace button. Extra tank button. Driving ace button. Extra tank Yo, button. what? Safety card plate. Extra tank. You Ano, safety si- card si- plate. si Dagi Extra tank. Aburi You mo, are ano? now immune. You are immune to out of gas. okay out of gas ဖြစ်သွားပြီ Driving ace 200 miles. ဒီမှာကျွန်တော် မိုင်းနေရရှိတယ်ကျွန်တော်မိုင်းနေရ You ထပ် drove မောင်းလိုက်မယ် 200 miles. You drove 200 miles. Computer drove 75 miles. Computer drove 75 ကျွန် miles. တော်မိုင်းရဘယ်လောက်ရှိလဲချက်ကြည့်အောင် Strange. 800 miles. Ready. 800မိုင်းနဲ့အဲ့ကျွန်တော်မှာဒီမှာ 375. ဟိုပါရှိပါပြီမိုင်း800ရှိသွားမိုင်း200ပဲလို့တော့ရနော်ကျွန်တော်1000ပြည့်ဖို့တော့ okay ဆက် Back သွား to မယ် out of driving. Spare tire button. Spare tire. Gas. Your အာဒုက္ခ spare tire ကဲ button. ပါ spare tire တစ်လုံးတော့တက်လိုက်မယ်နော် You unlock yourself with spare tire. You unlock yourself with spare tire. You are immune to accident. အမျိုးတ accident နော်ဒီကောင်ကျွန် End တော် speed limit button. Out of gas. Driving Ito, mali. End speed limit button. ဒီမှာ end speed limit ဆိုတာဒီမှာ computer impose speed limit on you လို့ပြောလို့ရှိရင်ဒီမှာကျွန်တော်ဒါဟိုကိုယ် speed limit ကန့်တက်ပေးလိုက်တယ်ပြောချင်တာကိုက85မိုင်မောင်းရင်လည်း85မိုင်မရောက်ဘူးမိုင်90ပဲရောက်တယ်ပေါ့နော်ကိုကမိုင်100မောင်းရင်လည်းမိုင်100မရောက်ဘူးမိုင်90ပဲရောက်တယ်25မိုင်မောင်းရင်တော့25မိုင်ရောက်တယ်ပေါ့အဲ့လိုမျိုး speed limit ကျွန်တော်တို့ကန့်တက်ခံလိုက်ရပြီဆိုရင်ဒီမှာ Out. End speed limit button. ဒီ end speed limit နဲ့ကျွန်တော်တို့ကသွားလို့ရတယ်ပေါ့နော် Out. Driving ace button. Okay. Spare gas button. ဆက်သွားအောင်မယ် Drive out of gas button. out of gas Computer is immune to out of gas. Computer is immune to out of gas. Computer unlocked itself. computer unblock itself တဲ့ computer သူ့ကိုကျွန်တော်တို့သူ့ကိုယ်တိုင်တော့သူ unblock လုပ်လိုက်တယ်ပေါ့နော် Turn end speed Okay, limit so button. Turn shield button. turn sheet ဒီကောင်ကျတော့ကျွန်တော်တို့ဒါကားတွေကာတဲ့ဟာပေါ့နော်ကာတာပေါ့ Back to menu. Turn end speed. Driving ace button. Spare tire. Gas button. Gas. Your ဟာ cars. နံပါတ်ကိုမ Gas ရဘူး button.
Your cards. 6/gas button. Spare tire button. Driving ace button. driving ace ဒီကောင်ချလာ Safety နော် card played. Driving ace. You safety card played. Driving ace. You are now immune. Computer drove 75 miles. ဟာဒီကောင်နေမြောက်ဒီကောင်85 Back မိုင် 50. Turn shield button. 50 miles. 50 button. And speed. Spare tire. And turn 50 miles. You drove 50 miles. You drove 50 miles. Computer played safety. Extra 10. extra Computer played 10 safety. ပေါ့နော် Driving ace button. extra 10 ဖြစ်သွားပြီ Turn shield and speed. Spare gas button. Your cards. Spare tire and speed. Turn shield button. ထန်ချီနေလိုက်မ Safety ယ် card played. Turn shield. You are safety card played. Turn shield. You are now immune. Computer drove 50 miles. ဒီကောင်မိုင်90မောင်းသွားပြီပေါ့နော် 70. Driving ace 75 miles. You drove 75 miles. You drove 75 miles. Computer got an extra turn. Computer drove 200 miles. အဲ့တော့ဒီမှာခုနကပြောရနော် computer got an extra turn ဆိုကျွန်တော်ဒါကြတော့ကျွန်တော်တို့ကဒီ computer က got ရတယ်တဲ့ extra turn ဆိုကျွန်တော်ဒီနှစ်ခါပေါ့နော်နှစ်ခါရတာဟိုဒီမှာ double turn ဆိုတော့ပါတယ်ဗျာအဲ့ဒါကိုနှိပ်လို့ရှိရင်ကိုကနှစ်ခါလုပ်လို့ရပါပထမတစ်ချက်ကကျွန်တော်တို့ double turn ကိုနှိပ်တယ်နောက်တစ်ခါကိုအလက်ပြန်ရောက်သွားတာကိုပြောတာနော် Strange. 925 miles. 925 မိုင်နဲ့အဲ့တော့ကျွန်တော်ကဒီမှာ 50 miles. မရှိ Back to ဘူး 50 miles. Driving and speed. Spare tire button. Gas button. ဒီကောင်ဘယ်လောက်ရောက်ပြီလဲကြည့်လိုက်အောင် Strange. 925 miles. Ready. Computer. 700 miles. ဒီကောင်နေ 50 နေ miles. Back to menu button. 50 miles. You drove 50 miles. You drove 50 miles. You are immune to accident. You are immune to accident. အမျိုးတွေ accident နဲ့ 100 miles. Driving 100 miles. ကဲကျွန်တော်နိုင်ပြီလို့ပဲပြောရတော့မှာ1 2 3 go နိုင် You လိုက် drove ပြီ 100 miles. You drove 100 miles. Congratulations. You won the race. Computer drove 100 miles. okay တော့ကျွန်တော် you won the race ဖြစ်သွားပြီပေါ့နော်ဒါဆိုကျွန်တော်နိုင်သွားပြီအဲ့တော့ကျွန်တော်တို့ကဒါပါပဲ level 1မှာကျွန်တော်3ပွဲဆော့ရမယ်ပေါ့နော်3ပွဲဆော့ပြီးတော့မှကျွန်တော် level 2ကိုတက်မယ် level ဘယ်လောက်ထိရှိလဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်ဆော့သွားရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ G-Show အသုံးပြုတဲ့သင်ငယ်ချင်းတွေအတွက်ကိုကျွန်တော် game လေးတစ်ခုပေါ့နော် tools ထဲကကျွန်တော် game လေးတစ်ခုနဲ့ကျွန်တော်က 450 cash. Linfit. Google Arc. Linfit. Message. Rose and 430 media output button. Adam. Clear. ဒီ Button. game လေးကိုကျွန်တော်တို့ဒါ tools ထဲမှာကျွန်တော်တို့သွားပြီးတော့မှဆွဲနိုင်ပါတယ် G-Show ထဲဝင်မယ်ကျွန်တော် download additional resources ထဲကကျွန်တော်တို့ကဒီ tools ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ Tools. ဆွဲနိုင်တယ်ပေါ့နော်ဒီ tools ထဲမှာကျွန်တော်ရှိတယ်ပေါ့အဲ tools ထဲမှာကျွန်တော်တို့1000 my car game နောက်တစ်ခါ1000 candy car game လည်းရှိတယ်အဲ့ဒါတော့ကျွန်တော်မစောဘူးပေါ့နော်ကျွန်တော်1000 my ပဲကျွန်တော်စောဘူးပါတယ် level မြင့်လာရင်သူ့ရဲ့ target တွေမြင့်လာမှာပေါ့နော်မှာ1000ဘယ်လိုပြောမလဲ1600ရှိမယ်ဟာလား2000အဲ့လိုမျိုးသူ level တွေတက်လာလို့ရှိရင်ဒါ target တွေမြင့်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ computer နဲ့ပြန်ပြီးဆော့အောင်ပါပေါ့နော်အခုကျေးဇူးတင်ပါတယ်ဗျာ